ပိတ်တကြီးမင်္ဂလာပါဗျာဒီနေ့မှာတော့စင်မော်မှာတွဲဖက်ညီညီနဲ့အားလုံးကိုဖန်ဆားထားတဲ့ဆိုင်းရီမုံနဲ့ရဲထွေးကျော်တို့ညီကိုနှစ်ယောက်ရဲ့အမိုက်သားတီဆိုဖျော်ဖြေမှုလေးကိုတင်ဆက်ပေးလိုက်ပါရယ်ဒီလိုညီကိုနှစ်ယောက်ရဲ့စင်မော်မှာအတူတူဖျော်ဖြေတာကိုကြည့်ရတာပိတ်သက်တွေရှင်ထဲမှာလည်းအေးချမ်းကြလိမ့်မယ်လို့မျှော်လင့်ပါရဲ့နော်အပြုံးမင်းသားလေးဆိုင်းရီမုံနဲ့ရဲထွေးကျော်တို့ညီကိုနှစ်ယောက်လုံးရဲ့တရှင်းတီဆိုဟန်နဲ့စရီရှိုးဘော်ကအမူအရာတွေကတကယ်ကိုကြည့်လို့မဝနိုင်အောင်လှပလွန်းပါတယ်ဗျာအတန်ပါဝါတွေကလည်းတကယ်ကိုလုံးဝအမိုက်စားပါပဲဗျာတချင်းရဲ့စီချက်တိုင်းမှာညီကိုနှစ်ယောက်ရဲ့စီမျိုးဖျော်ဖြေမှုကတကယ်ကိုအသက်ပါလွန်းလို့ကြည်ရတာရင်ထဲမှာငြိမ်ဝင်သွားတာပါပဲဗျာဘုံမိုးစောင်းနေရတယ်အဲ့ဆိုရင်ဒီလိုဘုံမိုးဆိုသေးလို့ Okay let's go introduceတော့Coca-Cola စီခွေးလိုက်လာလာဘူရောချင်းမေးကိုစချာလို့လေကွာ Coca-Cola စီခွေးလာလာဘူရောချင်းမေးကိုစချာလို့လေကွာ Coca-Cola စီခွေးလာလာဘူရောချင်းမေးကိုစချာလို့လေကွာအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီလိုအမှုပညာဗီဒီယိုကောင်းတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မမေ့နဲ့နော်